လှပတဲ့တောတောင်တဘာဝတွေရဲ့ကြားလူသားတအုပ်ဟာသူ့ရဲ့ခွန်အားကိုအပြည့်အဝအသုံးချပြီးတခြားတိရစ္ဆာန်တွေကိုညှဉ်းပန်းနှိပ်စက်တပ်ဖြတ်ခဲ့တယ်။သူ့ရဲ့ဘဝဟာစတင်ချိန်မှာထူးခြားမှုတွေနဲ့ပြည့်စုံခဲ့ပြီမယ်။နောင်တရပွဲအမှားတွေကသူ့ကိုလူပိတ်တာပုံစံနဲ့တောထဲမှာတယောက်တည်းဒုက္ခခံစားနေရတဲ့ဘဝကိုရောက်ရှိစေခဲ့တယ်။ဒီဇလန်လေးကတော့ချမ်းသာမှုနဲ့ခွန်အားကိုမိမိအကျိုးအတွက်သာအသုံးချခြင်းရဲ့အကျိုးဆက်တတဝါတွေရဲ့အသက်ကိုမတနာခြင်းရဲ့ကံကြမ္မာနဲ့မကောင်းမှုကနေရှောင်ကျဉ်ဖို့သတိပေးနေတယ်လို့ပါပဲကဲတော်တွေကလူပိတ်တာကြီးရဲ့အကြောင်းကိုနားထောင်ကြည့်ရအောင်နော်တခါကရွာကြီးတရွာမှာငွေကြီးလွန်ချမ်းသာတဲ့ဇနီးမောင်နှံနှစ်ဦးရှိနေတဲ့တနေ့မှာတော့အဲ့ဒီဇနီးမောင်နှံဟာတားယောက်ျားလေးတူဦးကိုဖွားမြင်ခဲ့လေတဲ့မိဘတွေကလည်းအရန်ချစ်ကြပြီးသူကိုမောင်တီပါလို့နာမည်ပေးလိုက်ကြတယ်။မောင်တီပါဟာအသက်အရွယ်ကြီးလာတာနဲ့မျှရုပ်ရည်ကလည်းအင်မတန်ချောမောလှပသလိုခွန်အားပလကလည်းလွန်စွာမှကြီးမားလေတဲ့။ကလေးချင်းရန်ဖြစ်ရင်တောင်ရွယ်တူတန်းလူသားမကဘူး။သူ့ထက်အသက်ကြီးတဲ့သူများကိုပင်ဂုတ်ကနေလက်တစ်ဖက်ထဲနဲ့ကင်ပေါက်နိုင်တဲ့။အဲ့ဒီလူသားမကဘူး။နတိုးကြီးတွေစင်ပြောင်ကြီးတွေကိုလည်းဘိုင်းကနေလဲကျသွားအောင်တွန်းပစ်နိုင်တဲ့စွမ်းအားရှိတဲ့သူဖြစ်တဲ့တရွာလုံးမှာရှိတဲ့ကလေးလူကြီးအလုံးကမောင်တီပါနဲ့ရမဖြစ်ရကြဘူးတဲ့သူကိုမြင်တာနဲ့ဝေးဝေးကနေပဲရှောင်ရှားသွားကြတာပေါ့သူကွဲရမှာသူ့ကိုလူဘလူးလေးလို့လဲခေါ်ကြတယ်တဲ့ဒီလိုနဲ့မောင်တီပါဟာအသက်20ဝန်းကျင်အရွယ်ရောက်လာတဲ့အချိန်မှာတော့ပို့ပြီးတော့တန်မာထွားကြိုင်းလာတော့တာပေါ့ရုပ်ကလည်းချောခွန်အားပလကလည်းတန်မာမိဘကလည်းချမ်းသာဆိုတော့မောင်တီပါကသူ့လိုလူစပူမှမရှိဆိုတဲ့ဘဝင်စိတ်ဖြစ်လာပြီးဘသူ့ကိုမှထိမထင်ဂယုမဆိုင်ဖဲကြမ်းကြမ်းတက်နဲ့ပြုတ်မှုပြောဆိုနေထိုင်လာတော့တာပေါ့တရက်မှာတော့မောင်ဒီပါရဲ့စိတ်ထဲမှာအတွေးတစ်ခုဝင်လာခဲ့တယ်ငါဟာရုပ်ကလည်းချောတယ်ခွန်အားပလားကလည်းသူ့မတူအောင်စွန့်ထက်တယ်ငါကိုဘသူကမှမရှင်ရဲဘူးဒီတော့မိဘတွေနဲ့လဲရလောက်ကိုင်းရင်အချိန်တန်အိမ်အောင်ကြမိသားစုတွေနဲ့စားလိုက်တောက်လိုက်အချိန်ကုန်နေလို့ဘာရတာရှိမှလဲလောကကြီးမှာငါလိုလူအတွက်အသက်ရှည်ဖို့ခန္ဓာကိုယ်ရည်တည်နိုင်မှုအစာအာဟာရကအရေးကြီးဆုံးပဲအာဟာရမှာလဲငါကြိုက်တဲ့သမင်သားကိုနေ့စဉ်မယိုးအောင်အမျိုးမျိုးလှုပ်ရှားနေရရင်ငါအတော်လေးနေပြောပြီဒီတော့ရွာကနေထွက်ပြီးသမင်ပေါ်တဲ့တောထဲကိုသွားမယ်တယောက်တည်းလွတ်လပ်ပျော်ရွှင်စွာနေမယ်ဆိုပြီးတွေးမိတယ်တဲ့အဲ့ဒီလိုတွေးကြံနေဖြစ်ပေါ်လာပြီးနောက်မှာတော့မောင်တီပါဟာအကောင်အဆိုးအကျိုးပြစ်တွေကိုမဝေဖန်နိုင်တော့ပဲလက်နဲ့၅ပါးဆွဲကင်ပြီးအိမ်ကနေတိတ်တဆိတ်ထွက်ခွာလာခဲ့တော့တာပေါ့မောင်ဒီပါဟာရွာနဲ့လဲဝေးတမင်တွေလဲပေါ်တယ်လို့ကြားထားတဲ့ဟိမွန်တာတော်ကြီးတဲ့ကိုတယောက်တည်းထွက်လာခဲ့တယ်တော်ကြီးတဲ့ရောက်တဲ့အခါမှာတော့ဝီဝေါအမည်ရှိတဲ့မြစ်ကန်အနီးအကွက်ကွင်းကောင်းတဲ့နေရာမှာစခန်းချပြီးသူ့ကြိုက်နှစ်သက်တဲ့တမင်တွေကိုပြက်ခတ်ဖမ်းဆီးကရရှိတဲ့တမင်သားတွေကိုမိချီတင်ကင်ပြီးစားတောက်နေထိုင်တော့တယ်မောင်ဒီပါဟာဒီလိုနေလာရင်းနဲ့ပဲအတွေ့တစ်ခုထပ်တွေးမိပြန်တာပေါ့ငါဟာငယ်စဉ်ကလေးဘဝကလေးကအခုချိန်ထိခွန်အားပလားနဲ့ထူးထူးခြားခြားပြည့်စုံခဲ့တယ်ဒီလိုပဲအမြဲတမ်းပြည့်စုံနေမှာတော့မဟုတ်ဘူးနောက်တစ်ချိန်အသက်ကြီးပြင်းလာခဲ့ရင်ခွန်အားပလားတွေတဖြည်းဖြည်းဆုပ်ယုပ်လို့အားအင်လျော့နေလာမှာပဲအဲ့ဒီချိန်ကျရင်သားသမင်တွေကိုအခုလိုလွယ်လွယ်ကူကူဖမ်းဆီးပစ်ခိုင်းနိုင်မှာမဟုတ်တော့ဘူးဒါဆိုငါအတွက်အစားအစာမလုံလောက်လို့ဒုက္ခတွေ့နိုင်တယ်ဒီတော့အခုကလေးကငါစပြီးရိတ်ခါဆူရတော့မယ်ဆိုပြီးတွေးမိတဲ့ဒီလိုနဲ့မောင်ဒီပါဟာသူ့စိတ်ကူးရဲ့အကြံတိုင်းတမင်တွေကိုခြံတစ်ခုလုပ်ပြီးအရှင်ဖန်စီထားကလိုအပ်မှထုတ်ယူတက်ဖြက်စားသုံးတော့တယ်တဲ့အဲ့ဒီလိုနဲ့မောင်ဒီပါဟာတယောက်တည်းနေထိုင်ပြီးတမင်သားကိုအမျိုးမျိုးပြုလုပ်စားသုံးခဲ့ရာအသက်အရွယ်လည်းကြီးရင်လာပြီးဥတီပါအဖြစ်ကိုရောက်ရှိလာတော့တာပေါ့အဲ့ဒီခါသူနှစ်ရှည်လာများတာသက်အသားစားကျူးခဲ့တဲ့မကောင်းမှုအကုသိုလ်ကဟာရှောင်လဲမရတော့ပဲရင်ဆိုင်ရတော့တာပေါ့သူရဲ့ဖွင့်ထွားတန်မာတဲ့ခန္ဓာကိုယ်ကြီးဟာလည်းတနေ့တခြားဖောရောင်အကွဲလာကလှပတဲ့မျက်နှာမှာလည်းအညိုအမဲတွေဆွဲလာခဲ့တယ်။ပိုဆိုတာကတော့သူ့ရဲ့ကြီးမားတဲ့ခန္ဓာကိုယ်ကြီးကိုမတည်နိုင်တော့ပဲမတော်နိုင်မလာနိုင်ဖြစ်လာကစားကျင်တောက်ချင်စိတ်လည်းမရှိဖြစ်နေတော့တာပေါ့။တစ်ချိန်ကလူကြောလူလှလူတန်ကြီးဟာဆိုရင်အခုခါမှာတော့လူစင်စစ်ကနေပိတ်တာကြီးဘဝကိုရောက်ရှိသွားတော့တယ်။ဒီစပူမှာငါလိုမရှိလို့ကြွေးကြော်ပြီးဘဝင်မြင့်တဲ့စိတ်နဲ့ထင်ရဆိုင်ကလူရိုင်းကြီးအဖြစ်တောထဲမှာနှစ်ပေါင်းများစွာနေခဲ့တဲ့ဥတီပါဟာမော်ကြွားခြင်းမပြုနိုင်တော့တဲ့အပြင်အမြင်မလှဆိုးရွားတဲ့ပုံစံကြီးနဲ့ဒုက္ခဆင်းရဲကိုတယောက်တည်းခံစားနေရတော့တာပေါ့တနေ့မှာတော့ဥတီပါရှိတဲ့တောကြီးတွင်ကို
တီဝီမင်းကြီးကတောလေထွက်လာတဲ့တီဝီမင်းကြီးကလည်းသမင်သားကိုလွန်စွာမှနှစ်သက်တဲ့သူဖြစ်တာမို့မင်းကြီးရဲ့လူယုံမိုးဆိုးကြော်တို့နဲ့အတူသမင်များကိုပြစ်ခတ်ပြီးလက်လက်ဆက်ဆက်ကိုမိခင်ပွဲတော်တင်မယ်ဆိုတဲ့အကြံနဲ့အဲ့ဒီနေရာကိုရောက်ရှိလာခြင်းဖြစ်တဲ့အဲ့ဒီအချိန်တောပြော်ကြီးဖြစ်တဲ့လူပိတ်တာကြီးနဲ့မမျော်လင့်မဲတွေ့ဆုံလိုက်ရမှာမင်းကြီးနဲ့မိုးဆိုးတွေကလည်းအံ့ဩထိတ်လန့်ပြီးကြောက်ရွံ့သွားကြတာပေါ့မိုးဆိုးတွေကလေးတွေများတွေနဲ့ချိန်ရွယ်ထားကြမင်းကြီးကအိုးအသင်ဟာလူသားလားဘလူးလားအဲ့ဒီခါဥဒီပါကကျွန်ုပ်ကလူသားစင်စစ်ဖြစ်ပါတယ်အကူတူတွေများပြီးတသက်လုံးအသားစားကျူးခဲ့မိလို့လူစင်စစ်ကနေပိတ်တာကြီးလိုဖြစ်နေရတဲ့လူပိတ်တာကြီးပါတင်ကာကောဘာတူလဲဘာကြောင့်တမင်ပေါ်တဲ့ဒီတော်တဲ့ရောက်လာပါသလဲလို့ဥဒီပါကမေးတယ်အဲ့ဒီခါဘရင်ကြီးကအိုးအသင်လူပိတ်တာကြီးကျွန်ုပ်ဟာတီဝီတိုင်းကိုအုပ်ချုပ်တဲ့တီဝီမင်းကြီးပါကျွန်ုပ်လည်းတမင်သားလက်လက်ဆက်ဆက်ကိုမိခင်ပြီးပွဲတော်တဲခြင်းလို့လူယုံမုတ်ဆိုးကြော်တွေခေါ်ပြီးတောကစားထွက်လာခြင်းပါလို့ပြောတဲ့အဲ့ဒီခါဥဒီပါကအရှင်မင်းကြီးကျွန်ုပ်ရဲ့အဖြစ်ကိုကြည့်ပြီးတတိတံဝေကထားပါတော့ကျွန်ုပ်ဟာကိုယ့်ရဲ့ချမ်းသာမှုကိုအလိုရှိလို့သူတစ်ပါးအသက်တွေကိုတက်ဖြတ်ညှင်းဆဲခဲ့တဲ့သူဖြစ်ပါတယ်နှစ်ရှည်လာများတာသက်တာစာကျူခဲ့တဲ့သူကျွန်ုပ်ဟာအရှင်မင်းကြီးမြင်တွေ့ရတဲ့အတိုင်းမကောင်းမှုကံကိုယခုခံစားနေရပါပြီလူသားပင်ဖြစ်တော်လဲပိတ်တာပုံစံကြီးနဲ့ကျွန်ုပ်ရဲ့ခန္ဓာကိုယ်ကြီးဟာနေရအနှံ့မိလို့ပူနေပါတယ်နေရောညပါချမ်းသာရမရပါဒါကြောင့်အရှင်မင်းကြီးလည်းမကောင်းမှုကိုမလုပ်ပါနဲ့တော့မင်းတွေရဲ့အသက်ကိုလည်းတက်ပြီးသူတို့ရဲ့အသားကိုလည်းမစားပါနဲ့တော့ကျွန်ုပ်မှာတော့ပြင်မရတဲ့အမားတွေကြောင့်လူပိတ်တာကြီးဘဝနဲ့ဒုက္ခတွေ့နေရပါပြီအသင်မင်းကြီးလည်းကိုယ်တိုင်းပြည်ကိုပြန်လို့ကောင်းမှုကုသိုလ်တွေများများလုပ်ပါတော့ဆိုပြီးပြောတဲ့အဲ့ဒီလိုလူပိတ်တာကြီးထံကမျော်လင့်မထားတဲ့စကားကိုကြားလိုက်ရတဲ့အတွက်ကြောင့်တီဝီမင်းကြီးလည်းအထူးပင်အံ့ဩထိတ်လန့်တုန်လှုပ်သွားကတန်ဝေကတရားရသွားတော့တာပေါ့တခဏခံစားရသောရှာအရသာပါဇက်အလိုကိုလိုက်၍ယတတနာကိုဆွဲလန်းတက်မှတ်နေပါကအကူတူကြီးအကျိုးကိုခံစားရမိအရေးတွေးမိကမိုးဆိုးအလုတ်ကိုစွန့်လွတ်မယ်ဆိုပြီးဆုံးဖြတ်လိုက်တော့တဲ့အဲဒီနောက်တိုင်းပြည်ကိုပြန်ပြီးအကုတူအလုတ်ကိုရှောင်ကကုတူကောင်းမှုပြုခြင်းဖြင့်အေးချမ်းစွာမင်းပြုနေလေတော့တဲ့မိုးဆိုးကြီးဟာလည်းအစာမစားနိုင်တော့တဖြည်းဖြည်းပိန်ချုံချိနေလာကနောက်ဆုံးမှာတော့တားရဲ့တိရစ္ဆာန်တို့ရဲ့ကြိုက်ဖြတ်စားတောက်ခြင်းကိုခံရပြီးတေဆုံးသွားခဲ့တော့တာပေါ့ဒီပုံမြင်လေးကတော့လူပေါင်းအတွင်းမှာချမ်းသာမှုခွန်အားအလှပတို့ကိုမိမိအကျိုးအတွက်သာတုံးချပြီးတခြားသက်ရှိတဲ့တော်များကိုညှဉ်းပန်းနှိပ်စက်တပ်ဖြတ်ခြင်းဟာမကောင်းမှုအဖြစ်ပြန်လည်အကျိုးသက်ရောက်နိုင်ကြောင်းလူသားတအုပ်အနေနဲ့တန်ရှင်းတဲ့စိတ်တနာမှုရှိတဲ့အသက်မွေးမှုတို့ကိုဦးစားပေးတင်ကြောင်းသင်ခန်းစာပေးနေတယ်လို့ပါပဲချမ်းသာမှုခွန်အားအလှပတို့ဟာတစ်သက်လုံးတည်တတ်မနေကြောင်းသိရှိထားတဲ့မကောင်းမှုတွေကိုဆက်လက်လှုပ်ဆောင်နေရင်နောင်တရပွဲအကျိုးဆက်တွေကိုမလွဲမသွေခံစားရမှာဖြစ်တယ်တတဝအသက်ကိုတနာခြင်းမတက်ဖြတ်ခြင်းဟာလူသားအဖြစ်တန်မှုကိုထိမ့်သိမ်းရမှာလေအရေးကြီးလာတယ်မိမိအမှားကိုလက်ခံပြီးတရားသိတရားမဲ့ခွဲခြားနိုင်ခြင်းဟာဆိုရင်လေလူပေါင်းအတွက်အရေးပါတဲ့သတိပေးချက်တစ်ခုဖြစ်ပါတော့တယ်ခုလိုစိတ်ဝင်စားဖွယ်ကောင်းတဲ့ဇာတ်လမ်းလေးတွေကိုအမြဲတမ်းနှားဆင်နိုင်ဖို့ဆိုရတဲ့ channel လေးကို like and subscribe လေးလုပ်ထားပေးဖို့မမေ့ပါနဲ့နော်